နာမည်ကြီးမင်းသမီးတွေရဲ့မင်္ဂလာပွဲထက်တာလွန်နေလက်ထပ်ပွဲကြီးကိုကျင်းပခဲ့တဲ့မြန်မာအော်ဘာလုပ်ငန်းပရိသတ်များလုံးပဲမင်္ဂလာပါရှင်။2025ခုနှစ်သတင်းကြောက်ကမြန်မာနိုင်ငံရဲ့တတိကြီးတွေမင်္ဂလာဆောင်တဲ့နှစ်လို့ပြောနိုင်လောက်အောင်ခမ်းနားကြီးကျယ်တဲ့လက်ထပ်ပွဲတွေကိုကျင်းပကြတာဖြစ်ပါတယ်။အပြိုကြီးစီးရင်ဝင်နေပြီဖြစ်တဲ့နာမည်ကြီးမင်းသမီးတွေလည်းအပြန်အဆိုင် pre-wedding တပ်ပုံတွေရိုက်ပြီးလက်ထပ်နေကြပါတယ်။ငယ်စဉ်စုံတွေကလည်းရေခဲတော့အထိသွားပြီးလာပါတဲ့တပ်ပုံတွေကိုရိုက်ကူးခဲ့တာကြောင့်ကံအကောင်းဆုံးမိန်းကလေးဖြစ်ကြောင်းဂုဏ်ပြုခဲ့ကြပါတယ်။ထိတ်တန့်မင်းသမီးတွေကခရိုနီကြီးတွေနဲ့အပြိုင်ဆိုင်လက်ထပ်ကြတာဖြစ်ပြီးသူတို့ရဲ့မင်္ဂလာပွဲတွေကလည်းလူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့ပါတယ်။ထိတ်တန့်မင်းသမီးတွေရဲ့မင်္ဂလာပွဲတွေထက်ကိုကြော်ပြီးလူတွေပိုစိတ်ဝင်စားခဲ့တဲ့မင်္ဂလာပွဲကတော့မြမအော်ဘာလုပ်ငန်းရဲ့တာမင်္ဂလာဆောင်ဖြစ်ပါတယ်။မြမအော်ဘာလုပ်ငန်းကတောင်သူလယ်သမားတွေကြားထဲမှာတော့နာမည်ကြီးပြီးမြန်မာနိုင်ငံရဲ့မီလီယံနာတတိမိသားစုဖြစ်ပါတယ်။သူတို့သားမောင်ပြေဆုံးနဲ့သူတို့သမီးမဆုလက်ထွန်းရဲ့ဇူလီယာရဲ့ပတ်မင်္ဂလာပွဲကြီးကိုရန်ကုန်မြို့မှာခမ်းနားစွာကျင်းပခဲ့ပါတယ်။အဲဒီမင်္ဂလာပွဲတစ်ခုလုံးရဲ့ကုန်ကြစရိတ်ကတော့တိမ်မောင်းတောင်းချီကုန်ကြခဲ့တယ်လို့သိရပါတယ်။သူတို့သမီးရဲ့ဘဝကိုလည်းဗရန်များနဲ့စီချဲထားတာကြောင့်တန်မိုးဖြတ်လို့တော့မရခဲ့ပါဘူး။သူတို့သမီးရဲ့လက်ကင်ပန်းကိုလည်းစိန်ရွှေဗရန်များနဲ့စီချဲထားတဲ့အပြင်စတုံးမှာလည်းဗရန်များအလုံးကြီးတွေကိုပန်းဆင်ထားပါတယ်။ဒါကြောင့်သူတို့သမီးရဲ့လက်ဝတ်ရတနာတစ်ခုရဲ့တန်မိုးနဲ့တိမ်မောင်းတောင်းချီတန်နေမှတည်ကြပါတယ်။သူတို့သမီးအတွက်မိတ်ကပ်ဆရာကိုလည်းထိုင်းကနေခေါ်ထားတာဖြစ်ပြီးမိတ်ကပ်ပြင်ကားကလည်း300ခန်းကုန်ကြပါတယ်။ခမ်းမတွေကိုဝင်လိုက်တာနဲ့နန်းတော်ကြီးရဲ့ရောက်သွားလာလို့ထင်ရလောက်အောင်ခမ်းနားတဲ့အပြင်စင်တွေကိုပြုလုပ်ထားခဲ့တာပါ။တသက်မှာတစ်ခါသာဆောင်ရတဲ့မင်္ဂလာပွဲမှာတင်းနဲ့တဲမင်္ဂလာဆောင်ခဲ့တာပါ။ဒါကြောင့်နာမည်ကျော်မင်းသမီးတွေရဲ့မင်္ဂလာပွဲထက်ခရိုနီတထေးကြီးရဲ့တာမင်္ဂလာပွဲကိုလူတွေကပိုစိတ်ဝင်စားခဲ့ကြပါတယ်။မြမအော်ဘာလုပ်ငန်းကမြန်မာနိုင်ငံရဲ့ဓာတ်မြေဩဇာလုပ်ငန်းတွေထဲမှာအောင်မြင်ဆုံးလုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လည်းတာဖြစ်သူရဲ့မင်္ဂလာပွဲကိုဘယ်သူမှမတူအောင်ကျင်းပပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရေသွေးပြေဝတဲ့ဗရန်များတွေကိုဆင်ရင်ပြီးလက်ထပ်ခဲ့ကြတယ်။သူတို့သမီးလေးကိုအားကြနေပြီလားဆိုတာကွန်မန့်မှာပြပြခဲ့ကြပါအောင်ရှင်။